သူဟာနောက်တစ်ယောက်နဲ့တွေ့နေပြီဒုနှစ်ယောက်ရဲ့ဇာလန်ပြီးဆုံးသွားပြီတဲ့ဒါထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကိုမုံမလဲတယ်လို့ပဲနာမမေးဖို့မဖြစ်နိုင်တော့ပါဒါရဲ့ဆက်ခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကိုမုံဖို့လဲမလွယ်ပါသူကိုမေးဖို့လဲမလွယ်ပါရှင်မချစ်စနေချစ်ခဲ့သူပါသူရဲ့ကြုံလေးတွေရဲ့သူရဲ့အနံလေးတွေရဲ့ဘယ်လိုမေးပြောင်းလို့ကြာမှလဲ